မင်းကလေးကစားတောက်နေစဉ်အရန်အံ့ဩစရာကောင်းတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့တယ်။သူမရဲ့အကောင်းဆုံးတငယ်ချင်းသုံးနေတဲ့နှကန်းနီကသူမခင်မွန်းအိတ်ထဲကသူ့နှကန်းနီပဲဖြစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲတစ်ခုခုမားနေပြီဆိုတာသူမချက်ချင်းသဘောပေါက်သွားတယ်။ဒါကြောင့်နောက်နေ့မှာသူမအလုပ်ကိုတမင်စောစောဆင်းခဲ့တယ်။အဲ့ဒီအခါသူမခင်မွန်းနဲ့သူမရဲ့အကောင်းဆုံးတငယ်ချင်းကိုဖောက်ပြန်နေကြတာဖမ်းမိသွားတယ်။သူမကဒေါသတကြီးနဲ့ရှေ့တိုးသွားပြီးပါလို့ဒီလိုလုပ်ရတာလဲလို့မေးလိုက်တယ်။ဒါပေမဲ့တငယ်ချင်းကငါမင်းကိုတခါမှတငယ်ချင်းစစ်လို့မတတ်မှတ်ဘူးလို့ပြန်ပြောခဲ့တယ်။သူမကိုအသုံးမကျတဲ့သူမိုင်မဲတဲ့သူလို့လဲလှောင်ပြောင်ခဲ့တယ်။ခင်မွန်းကလည်းသူမကိုလက်ထပ်ခဲ့တာသူမမိသားစုရဲ့စီစဉ်ကိုမက်လို့ဆိုပြီးဝန်ခံခဲ့တယ်။မင်းကလေးကပြန်တိုက်ခိုက်ပြီးတငယ်ချင်းကိုပြင်းပြင်းထန်ထန်အဖြစ်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာရောက်ခမကအခန်းထဲကိုပြေးဝင်လာခဲ့ပေမဲ့သူမစိတ်ပူတာကတငယ်ချင်းထိခိုက်သွားလားဆိုတာပဲဖြစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးကတမိသားစုလုံးအမှန်တရားကိုဖုံးကွယ်ထားတာကိုနားလည်သွားတယ်။ခင်မွန်းကဖောက်ပြန်တာဘာမှမကြည့်ကြဘူးလို့ပြောပြီးသူမကိုကြည့်ရတာယွန်းနေလို့ပြောလာခဲ့တယ်။မင်းကလေးကရောက်ခမနဲ့ရန်ဖြစ်နေချိန်မှာခင်မွန်းကသူမကိုခုံဆောင်ပေါ်ကိုအားနဲ့တွန်းပစ်လိုက်တယ်။ခေါင်းထိခိုက်မှုပြင်းထန်သွားတာကြောင့်သူမချက်ချင်းမိလဲသွားခဲ့တယ်။ဒါကိုမြင်ပြီးအကောင်းဆုံးတငယ်ချင်းကသူမကိုတိတ်တဆိတ်မြုပ်ပစ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။သူတို့၃ယောက်ကတတိလစ်နေတဲ့မင်းကလေးကိုတောထဲသို့တည်သွားပြီးမြုပ်နှံပစ်ခဲ့ကြပါတော့တယ်။သူတို့ထွက်သွားပြီးနောက်မင်းကလေးကမြေကြီးထဲကနေခက်ခက်ခဲခဲပြန်ထွက်လာနိုင်ခဲ့တယ်။ကံကောင်းစွာနဲ့သူမရဲ့အဖေကလူတွေလွတ်ပြီးကယ်တင်ပေးခဲ့တယ်။နောက်နေ့သူမနိုးလာတဲ့အခါချမ်းသာကြွယ်ဝတဲ့ဖခင်ရဲ့အိမ်ကြီးထဲမှာရောက်နေခဲ့တယ်။တကယ်တော့သူမကပျောက်ဆုံးနေခဲ့တဲ့တထေးကြီးတစ်ယောက်ရဲ့သမီးဖြစ်နေခဲ့တာပါ။နှစ်ဆက်ကြာခွဲခွာနေရမှုအတွက်အစားထိုးပေးဖို့ဖခင်ကသူမကိုအဖိုးတန်လက်ဝတ်ရတနာတွေပေးခဲ့တယ်။ထို့အပြင်ကိုပိုင်စေးရုံကြီးတစ်ခုလုံးကိုလည်းလက်ဆောင်ပေးခဲ့ပြီးရွှေမြောက်များကိုလည်းပြင်ဆင်ပေးထားခဲ့တယ်။ဒီလက်ဆောင်တွေကြောင့်မင်းကလေးအရန်အံ့ဩသွားခဲ့တယ်။အဲ့ဒီအချိန်မှာ TV ပေါ်မှာသူမတည်ဆုံးသွားပြီဆိုတဲ့သတင်းကိုတွေ့လိုက်ရတယ်။ဒါကြောင့်သူမကိုယ်တိုင်သူမရဲ့နာရေးကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။နာရေးကိုရောက်သွားတဲ့အခါမိသားစုကတည်ဆုံးသူအတွက်ငိုကြွေးနေတယ်လို့တရုပ်ဆောင်နေတာကိုတွေ့လိုက်ရတယ်။သူတို့ရဲ့ဝမ်းနည်းမှုအားလုံးကလူမြင်ကောင်းအောင်လုပ်ပြနေတဲ့အတူအယောင်တွေသာဖြစ်ခဲ့တယ်။ချမ်းသာတဲ့ဖခင်ကအရန်ဒေါသထွက်သွားပေမဲ့မင်းကလေးကတားလိုက်တယ်။အဲဒီနောက်တငယ်ချင်းကမင်းကလေးရဲ့ဓာတ်ပုံရှည်ကိုတိတ်တိတ်လေးလျှောက်သွားပြီးသူမဝလာရတဲ့အကြောင်းရင်းကိုပြောပြခဲ့တယ်။သူမကအစာထဲမှာဆေးတွေခိုးထည့်လို့ဝလာစေခဲ့တာဖြစ်ပြီးယုံကြည်မှုပျောက်ဆုံးသွားအောင်လုပ်ခဲ့တာပါ။ကိုခံစားခဲ့ရတဲ့နာကျင်မှုတွေနဲ့အနိုင်ကျင့်ခံရမှုတွေကိုပြန်စဉ်းစားမိတဲ့အခါမင်းကလေးကသူတို့အားလုံးကိုပြန်လက်စားချေမယ်လို့ဆုံးဖြတ်လိုက်တယ်။နောက်ပိုင်းမှာဖခင်ကဘယ်လိုလက်စားချေမလဲလို့မေးတဲ့အခါမင်းကလေးကပထမဆုံးသူမရဲ့ရုပ်ရည်ကိုပြောင်းလဲမယ်လို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်သူမကကမ္ဘာအကောင်းဆုံးဆရာဝန်အဖွဲ့ကိုငှားလိုက်တယ်။ရှစ်လကြာပြောင်းလဲပြီးနောက်သူမဟာလုံးဝလူတစ်တယောက်လိုဖြစ်သွားခဲ့တယ်။ပတ်တီးတွေဖြုတ်လိုက်တဲ့အချိန်မှာတော့လူတိုင်းအံ့ဩသွားခဲ့ကြတယ်။မင်းကလေးကသူမရဲ့လက်စားချေမှုကိုစတင်ဖို့မစောင့်နိုင်တော့ဘူး။တလားကြာပြီးနောက်မှာတော့အဲ့ဒီယောက်ျားနဲ့မင်းကလေးရဲ့တငယ်ချင်းကမင်္ဂလာပွဲကျင်းပဖို့စီစဉ်နေကြတယ်။သူတို့ဟာမျိုးတွေကအချမ်းသာဆုံးမိသားစုရဲ့သမီးကိုပါဖိတ်ကြားခဲ့တယ်။မင်္ဂလာပွဲမစခင်မှာတငယ်ချင်းမင်းကလေးကရိုးဝက်ဆန်နဲ့လက်ဆောင်တစ်ခုရခဲ့တယ်။ဖွင့်ကြည့်လိုက်တော့ဟောင်းနှမ်းနေတဲ့ဖနက်တစ်စုံကိုတွေးလိုက်ရတယ်။ဒေါသထွက်ပြီးဖနက်ကိုမြေကြီးပေါ်ပစ်ချလိုက်တယ်။မင်္ဂလာပွဲစတင်တဲ့အချိန်မှာတော့ရိုးဝက်ဆန်နဲ့မင်းကလေးတယောက်ဝင်လာတယ်။သူမရဲ့ရုပ်ရည်ကိုမြင်လိုက်တဲ့အခါလူတိုင်းအံ့အားသင့်သွားကြတယ်။မင်းကလေးကပြုံးပြီးရှေ့ကိုရှောက်လာကယောက်ျားကိုမင်္ဂလာပါလို့နှုတ်ဆက်လိုက်တယ်။ပြီးတော့ငါပို့လိုက်တဲ့လက်ဆောင်ကိုမကြိုက်ဘူးလားလို့တငယ်ချင်းကိုမေးလိုက်တယ်။ယောက်ျားနဲ့သူ့အမေကတငယ်ချင်းမင်းကလေးကိုဖနက်ဟောင်းကိုအတင်းစီခိုင်းကြတယ်။သူတို့ကအဲ့ဒီချမ်းသာတဲ့မင်းကလေးနဲ့ရင်းနှီးချင်ပြီးအဆင့်တန်းမြင့်မားတဲ့လူမှုအတိုင်းဝိုင်းထဲဝင်ကျင်လို့ပါယောက်ျားကဖနက်ကရမ်းလာတယ်လို့ပြောတယ်တငယ်ချင်းမင်းကလေးလည်းပြုံးပြီးငါအရန်ကြိုက်တယ်လို့ပြောလိုက်တယ်ဒါပေမဲ့မင်းကလေးကလက်ဆောင်မပို့မိတာပါအဲ့ဒီဖနက်ကငါစီးခဲ့တဲ့ဖနက်တွေလို့ပြောလိုက်တယ်တငယ်ချင်းမင်းကလေးကဒေါ်လာတကြီးနဲ့ဘာလို့ဒီလိုလုပ်တာလဲငါဘာမှလုပ်မိလို့လဲလို့မေးတယ်မင်းကလေးကကိုဘာမှလုပ်ခဲ့လဲတေချာစဉ်းစားကြည့်လို့ပြောတယ်တငယ်ချင်းကချက်ချင်းတောင်းပန်ပြီးခွင့်လွှတ်ပေးဖို့တောင်းဆိုတယ်မင်းကလေးကတကယ်တောင်းပန်ခြင်းနဲ့ဆိုရင်မိခင်ပွန်းကိုငါ့ကိုပေးလိုက်လို့ပြောလိုက်တယ်ပြီးတော့စတာဘာလို့ရေးပြီးပြန်ပြောခဲ့တယ်အဲ့ဒီအချိန်မှာယောက်ျားကမင်းကိုအရန်ရင်းနှီးတယ်လို့ခံစားရတယ်လို့ပြောလိုက်တယ်ထိုအခါမင်းကလေးကလည်းရှင်ကတော့ငါရင်ခင်ပွန်းနဲ့တော်တော်တူတယ်လို့ပြန်ပြောတယ်ပြီးတော့ဟိုတယ်ခန်းတက်တစ်ခုကိုထုတ်ပေးပြီးနောက်မှဟိုတယ်မှာလာတွေ့လို့ပြောလိုက်ပါတော့တယ်။ကလေးထွက်သွားပြီးနောက်ယောက်ျားကအကြောင်းစုံအားသူ့အမေကိုပြောပြလိုက်တယ်။ထိုအခါလောဘကြီးတဲ့သူ့အမေကဒီမင်းကလေးကိုမဖြစ်မနေသွားတွေ့ရမယ်လို့ပြောလိုက်တယ်။ယောက်ျားကချက်ချင်းမင်္ဂလာပွဲကိုရက်ပြီးအရေးကြီးကိစ္စရှိတယ်လို့ပြောလာတယ်။သူစိတ်ဆက်ထားတဲ့မင်းကလေးကငါတို့မင်္ဂလာပွဲထက်အရေးကြီးတာပါရှိလို့လဲလို့ဒေါသတကြီးမေးလိုက်တယ်။ယောက်ျားကသူ့မလက်ကိုဖြုတ်လိုက်ပြီးမြေကြီးပေါ်တွန်းချလိုက်တယ်။ပြီးတော့လုံးဝနောက်မလှည့်ကြည့်ပဲထွက်သွားခဲ့တယ်။ပွဲတွေကမင်းကလေးတွေအကုန်လုံးကသူမကိုကြည့်နေခဲ့ကြတယ်။အဲဒီညမှာယောက်ျားကဟိုတယ်ကိုသွားပြီးမင်းကလေးနဲ့တွေ့ခဲ့တယ်။မင်းကလေးကအရင်ပြင်ဆင်လိုက်ဦးလို့ပြောတယ်။ယောက်ျားကပျော်ပျော်ရွှင်ရွှင်နဲ့ရေချိုးဖို့သွားပြီးစေးတလုံးတောက်လိုက်တယ်။ရေချိုးပြီးထွက်လာတဲ့အချိန်မှာတော့အခန်းထဲမှာအရေးကြီးဧည့်သည်တွေအပြည့်ရှိနေခဲ့တယ်။မင်းကလေးကဒေါသတကြီးရှေ့တက်လာပြီးသူ့ဘားကိုရိုက်လိုက်တယ်။ငါကအလုပ်ကြောင်းပဲပြောချင်တာလို့ပြောခဲ့တယ်။ဧည့်သည်တွေကယောက်ျားရဲ့အရှက်မရှိတဲ့ပြုမှုကိုမြင်ပြီးသူနဲ့ပူးပေါင်းလုပ်ကင်ဖို့ညှင်းဆန်လိုက်ကြတယ်။နောက်ဆုံးမှာတော့ယောက်ျားကသူ့အဝတ်တွေယူပြီးအရှက်တကွဲနဲ့ဟိုတယ်ကနေထွက်သွားရတယ်။ဒီလိုနဲ့ဖက်တီးမလေးဟာသူ့ရဲ့လက်စားချေမှုကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတော့တယ်။